မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ခီးသွားဗီဒီယိုကနေကြိုဆိုပါတယ်ပြီးတဲ့ပိတ်ရက်ကကျွန်တော်တငယ်ချင်းတွေနဲ့ကိုရီးယားနိုင်ငံကျောင်းကျူမြို့ကိုတွားရောက်လက်ပတ်ဖြစ်ခဲ့ပါတယ်ကျောင်းကျူမြို့ဟာကိုရီးယားနိုင်ငံရဲ့ယူနက်စကိုအသိအမှတ်ပြုနေရာများအလွန်ပေါများပြီးရှေးဟောင်းအမွေအနှစ်များစုဝေးရာအလွန်နာမည်ကြီးတဲ့မြို့ဖြစ်ပါတယ်။ကျောင်းကျူမြို့ကိုတော့ကျွန်တော်ဒုတိယကြိမ်မြောက်တွားရောက်လက်ပတ်ခဲ့ခြင်းဖြစ်ပါတယ်။ကျောင်းကျူမြို့ရဲ့ထင်ရှားတဲ့လက်ပတ်ဆရာထဲမှာဆိုယခုမြင်တွေ့ရတဲ့ဒဲနွန်ဝန်ခေါ်တောင်ကုန်းပုံစံမြေဆိုင်ပုံကြီးများဟာထင်ရှားပြီးလွန်ငယ်သောနှစ်ပေါင်း1000ကျော်ကရှင့်လာခေတ်မင်းများရဲ့တင်ချိုင်းအုပ်ကူကြီးများဖြစ်ပါတယ်။ကျောင်းကျူမြို့ကိုခီးသွားမယ်ဆိုရင်ဖြင့်ဒဲနွန်ဝန်နေရာဟာအလားဓာတ်ပုံရိုက်သည့်အထင်ရှားဆုံးနေရာဖြစ်ပါတယ်။ယခုမြင်တွေ့ရတဲ့နေရာဟာကျောင်းကျူမြို့ရဲ့ဒုံကူကဝေါ်ချီလို့ခေါ်တဲ့နန်းတော်ဟောင်းနေရာဖြစ်ပါတယ်ဒီနေရာကတော့ဟိုရင်တော့ဒါရှင်းလာခေရဲ့မင်းနေပြီးတော့နေရာဖြစ်တယ်ပေါ့နော်နာမည်ကတော့ဒုံကူကဝေါ်ချီလို့ခေါ်တဲ့နန်းတော်ဟောင်းနေရာဖြစ်ပါတယ်အခုမြင်တွေ့ရသူတွေပေါ့နော်ဒီလာရောက်လက်ပတ်တဲ့သူအများပြားကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီနေရာကိုလက်ပတ်ဖြစ်ခဲ့ရင်ဖြင့်နေခင်းထက်ညဘက်ရှူခင်းဟာရောင်စုံမီးများကြောင့်အလွန်လှပပါတယ်ယခုမြင်တွေ့ရတာကတော့လွန်ငယ်သောနှစ်ပေါင်း1000ကျော်ရှင့်လာခေတ်ကနက်ခတ်တာယာကြီးတဲ့ရှေးဟောင်းမြို့စဉ်ဖြစ်ပါတယ်အခုမြင်တွေ့ရတာကတော့ချောင်းဆောင်သေးလို့ခေါ်တဲ့နက်ခတ်တာယာကြီးတဲ့မြို့စဉ်ဖြစ်ပါတယ်ဒါဒီမြို့စဉ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကရှင့်လာခေတ်ကအလွန်မတမအသုံးဝင်ခဲ့တဲ့ကိုရီးယားရဲ့ဂုဏ်ယူဝေရာမြို့စဉ်ဖြစ်ပါတယ်ယခုကျွန်တော်သွားမှာကကိုရီးယားနိုင်ငံရဲ့နာမည်အကြီးဆုံးဖျားဖြစ်တဲ့ဆော့ကူဒန်လို့ခေါ်တဲ့ကြောက်ကွင်ဖျားဖြစ်ပါတယ်အခုကျွန်တော်တို့တငယ်ချင်းတွေသွားနေတာကဒီကြောက်ကွင်ဖျားကိုသွားနေပေါ့နော်ဒီကြောက်လိုင်ကူထဲမှာတည်ထားတဲ့ဆော့ကူဒန်လို့ခေါ်တဲ့ကြောက်ကွင်ဖျားဖြစ်ပါတယ်ကြောက်ကွင်ဖျားဟာယူနက်စကိုအသိအမှတ်ပြုနှစ်ပေါင်း1000ကျော်ကရှေးဟောင်းရုပ်ပွားတော်ဖြစ်ပါတယ်ကျွန်တော်တို့တွားရောက်တဲ့နေ့ဟာဗုဒ္ဓမွေးနေ့ဖြစ်တဲ့အတွက်လူလည်းအရန်များပါတယ်ကြောက်ကွင်ဖျားကိုဖူးမြော်ရင်ဖြင့်ဖက်နှက်ချွတ်ဝင်ရောက်ရမှာဖြစ်ပြီးဓာတ်ပုံနဲ့ဗီဒီယိုများရိုက်ကူးခွင့်မပြုပါဘူးဆော့ကူဒန်ဖျားဟာအလွန်ကြီးညိုပွဲကိုရီးယားနိုင်ငံရဲ့နိုင်ငံတော်ယဉ်ကျေးမှုဘဏ္ဍာအမှတ်24ဖြစ်ပြီးထုံးရင်းရှင်းလာခေတ်ရဲ့ရုပ်ပွားတော်ဖြစ်ပါတယ်အခုကျွန်တော်နောက်တစ်နေရာရောက်နေတာဖြစ်ပါတယ်အခုလည်းမဲ့နေရာကတော့ဘူဂူဆာလို့ခေါ်တဲ့ဒါကိုရီးယားနိုင်ငံမှာနာမည်အကြီးဆုံးဖုန်းတော်ကျောင်းဖြစ်ပါတယ်ဘူဂူဆာဖုန်းတော်ကြီးကျောင်းဟာကိုရီးယားနိုင်ငံရဲ့ဗုဒ္ဓဘာသာရေးရာဆိုင်ရာအမွေအနှစ်ပြရုပ်ဖြစ်ပြီးအလွန်နာမည်ကြီးထင်ရှားပါတယ်အခုဒါကတော့ဒါဘူဂူဆာလို့ခေါ်တဲ့ဘူဂူဆာဖုန်းတော်ကြီးကျောင်းဖြစ်ပါတယ်ဒီဖုန်းတော်ကြီးကျောင်းကဒီအလွန်မတန်မှလည်းရှေးကြတဲ့အပြင်ဒါသမိုင်းဝင်ဖုန်းတော်ကြီးကျောင်းလည်းဖြစ်တယ်နောက်တစ်ခုဒီဖုန်းတော်ကြီးကျောင်းထူးခြားချက်ကအခုမြင်တွေ့ရတဲ့
ဒီဒါဘိုထက်နဲ့ဆော့ကာထက်လို့ခေါ်တဲ့ဇီရီနူစုကဒီဖုန်းတော်ကြောင့်ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ကိုရီးယားနိုင်ငံရဲ့အထူးခြားဆုံးနဲ့သမိုင်းအဝင်ဆုံးနာမည်ကြီးဆုံးဖုန်းတော်ကြောင့်လည်းဖြစ်ပါတယ်ယခုမြင်တွေ့ရတဲ့ဘောချောင်းဂိုလို့ခေါ်တဲ့နန်းတော်ပုံစံတရားဟာလည်းခီးသွားများကိုဆွဲဆောင်လျက်ရှိပါတ ဒီ ယ် နေရာတွေကတော့ဒါဒီကြောင်းကျူကိုခီးလာလဲမယ်ပေါ့နော်ခီးသွားမယ်ဆိုရင်မဖြစ်မနေလာလဲရမယ့်နေရာတွေဘာကြောင့်လဲဆိုတော့အလားဓာတ်ပုံရိုက်ရင်အရန်ကောင်းလို့ဖြစ်ပါတယ်